လူတယောက်ရဲ့အနာဂတ်ကိုပထမဆုံးစတွေ့တဲ့နေ့မှာတင်ဆုံးဖြတ်နိုင်မယ်လို့သင်ထင်နေရလားတချို့သူတွေကသူများရဲ့အိမ်မက်တွေကိုနားထောင်ပြီးရင်သူတို့ရှောက်လန်းခဲ့ရတဲ့အရာတွေနဲ့နှိုင်းယှဉ်ပြီးတော့တန်ဖိုးဖြတ်လေးရှိတယ်ဆုံးဖြတ်လေးရှိကြတယ်ပထမဆုံးတွေ့တဲ့နေ့မှာလည်းမင်းဒီဟာလောက်တက်လားဟိုဟာလောက်တက်လားဆိုတဲ့မေးခွန်းတွေနဲ့အကြိမ်ကြိမ်ဖဲ့တာမျိုးတွေတန်ဖိုးဖြတ်တာမျိုးတွေရှိရဲပေါ့နော်ငါတို့ဆိုရင်နှစ်ကြာကြီးစူးစမ်းခဲ့တာတော့မှပဲဘယ်လိုမျိုးတွေပေးဆက်ခဲ့ရတာဆိုပြီးတော့ drama ခင်းလေးရှိတာတွေလည်းတွေ့ပြီးတယ်ကိုယ့်ရဲ့အတွေ့အကြုံကတခြားလူတစ်ယောက်ရဲ့အနာဂတ်ကိုဆုံးဖြတ်နိုင်လိမ့်မယ်လို့ထင်နေရလားဥပမာအနေနဲ့ပြောရမယ်ဆိုရင်တချို့သူတွေကမက္ကဆီကိုတဘာဝပါရမီရှိတဲ့သူလို့သတ်မှတ်ကြပေမဲ့ရိုနယ်ဒိုကိုကြတော့စူးစမ်းတဲ့သူမရက်မနာအဆက်မပြတ်စူးစမ်းနေသူလို့သတ်မှတ်ကြတယ်သူတို့စူးစမ်းနေတဲ့လမ်းကြောင်းချင်းမတူပေမဲ့နောက်ဆုံးတူတာတစ်ခုတော့ရှိတယ်အဲ့ဒါသူတို့သွားတယ်သူတို့ရဲ့ပန်းတိုင်အောင်မြင်မှုဆိုတဲ့ပန်းတိုင်ကတော့အတူတူပဲကိုယ့်ရဲ့ limit ကတခြားလူတယောက်ရဲ့ limit မဟုတ်တယ်လို့ကိုယ့် story ကလည်းတခြားလူရဲ့ ending မဟုတ်ဘူးလူတယောက်ရဲ့အစကိုကြည့်ပြီးတော့အားလုံးကိုခံမှန်းတာကအကြီးဆုံးအမှားပဲလို့ထင်တယ်Remember this, just because you couldn't do this, it doesn't mean they can't.